ဘရင်အောင်မင်းတရားကြီးကအယုဒ္ဓယကိုသိမ်းပိုက်ပြီးအသက်9နှစ်အရွယ်မင်းသားလေးနေရဲစွမ်းကိုတစားကန်အဖြစ်နဲ့ဟန်တာဝရီဘကိုးမြို့ကိုခေါ်ဆောင်သွားခဲ့ပုံနဲ့အဆုံးသတ်ခဲ့ပါတယ်။ဒီဘက်မှာတော့အဲ့ဒီကလေးငယ်လေးကနေကြီးပြင်းလာပြီးတော့သူ့ရဲ့နိုင်ငံကိုဘလို့ပြန်လေကဲတင်ခဲ့လဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ထိုင်းလူမျိုးတွေကသူ့ကို King နေရဲစွမ်း The Great လို့ခေါ်ကြပြီးတော့မြန်မာရာဇဝင်မှာတော့ General လို့လူသိများပါတယ်။နေရဲစွမ်းဟာဟန်တာဝရီနန်းတော်မှာ6နှစ်ကြာနေထိုင်ခဲ့ပါတယ်။အဲ့ဒီကာလဟာသူ့အတွက်အခက်အခဲဆုံးအချိန်ဖြစ်ပေမဲ့အဖို့တန်ဆုံးအချိန်လည်းဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဘရင်အောင်မင်းတရားကြီးကသူ့ကိုတာအရင်တယောက်လိုစောင့်ရှောက်ပြီးမြန်မာစစ်ပညာအုပ်ချုပ်ရေးပညာနဲ့ဗျူဟာပညာတွေကိုသင်ပေးခဲ့လို့ပဲဖြစ်ပါတယ်။သူဟာမြန်မာစစ်သည်တွေနဲ့အတူတူကြီးပြင်းခဲ့ရလို့မြန်မာတွေရဲ့အားနည်းချက်အားသာချက်တွေကိုကောင်းကောင်းကြီးသိမြင်ခဲ့ပါတယ်။အသက်15နှစ်အရွယ်မှာတော့ဘရင်အောင်ကသူ့ကိုအယုဒ္ဓယကိုပြန်ခွင့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာအယုဒ္ဓယကဟန်တာဝရီရဲ့လက်အောက်ခံဖြစ်နေစေပဲဖြစ်ပါတယ်။ဒါပေမဲ့1582ခုနှစ်မှာအပြောင်းလဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဘရင်အောင်မင်းတရားကြီးနိုင်ရွာဆိုင်ခြင်းပဲဖြစ်ပါတယ်။ဘရင်အောင်ကိုလွန်ပြီးတဲ့နောက်မှာတော့သားတော်နန္ဒဘရင်နန်းတက်လာခဲ့ပါတယ်။နန္ဒဘရင်ရဲ့လက်ထက်မှာအင်းဝပြည်တောင်ကိုစတဲ့မျိုးစားတွေကပုံစံကြတဲ့အတွက်နိုင်ငံရေးကမငြိမ်မသက်နေဖြစ်လာခဲ့ပါတယ်။အဲ့ဒီအခွင့်အရေးကိုစောင့်နေတဲ့နေရဲစွမ်းဟာ1584ခုနှစ်မှာငါတို့အယုဒ္ဓယဟာဒီကနေ့ကစပြီးတော့ဟန်တာဝရီရဲ့ကျွန်းမဟုတ်တော့ဘူးလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီဆိုပြီးတော့ရည်စက်ချကြေညာလိုက်ပါတယ်။အဲ့ဒီသတင်းကိုကြားတော့နန္ဒဘရင်ကလည်းဒေါသထွက်ပြီးစစ်တပ်တွေကိုအကြိမ်ကြိမ်ဆေးလွတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့နေရဲစွမ်းကတော့တာမန်မင်းသားမဟုတ်ပါဘူး။သူဟာဟန်တာဝရီကျောင်းစင်ဖြစ်နေတော့မြန်မာစစ်တပ်လာမဲ့လမ်းကြောင်းတွေထောက်ပို့လာမဲ့လမ်းကြောင်းတွေကိုကြိုတင်တွက်ချက်ပြီးတော့ဖျက်တောက်တိုက်ခိုက်ပါတယ်။မြန်မာတပ်တွေကလည်းအကြိမ်ကြိမ်ရှုံးနေခဲ့ပါတယ်။နောက်ဆုံး1592ခုနှစ်ဇန်နဝါရီလမှာတမိုင်းတွင်မဲ့အဆုံးအဖြတ်စစ်ပွဲကြီးဖြစ်သွားခဲ့ပါတယ်။နန္ဒဘရင်ဟာသူ့ရဲ့သားတော်အင်းရှိဇန်မင်းသားကြီးမင်းကြီးစွာကိုဦးဆောင်စေပြီးတော့အယုဒ္ဓယကိုချီတက်စေပါတယ်။တိုက်ပွဲကတော့နောင်စင်အိမ်ဆိုတဲ့အရက်မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။စစ်မြေပြင်မှာဖုံလုံးတွေတက်နေပြီးတော့ရှုပ်ထွေးနေတဲ့အချိန်နေရဲစွမ်းရဲ့ဆင်ပြီးတော့ချိုဖရာချိုင်းရနုဖတ်ဟာစေရိုင်းဝင်ပြီးတော့ရန်သူရဲ့စစ်တပ်အလဲကောင်ကိုထိုးဖောက်ဝင်ရောက်သွားပါတယ်။နေရဲစွမ်းတတိဝင်လာတဲ့အချိန်မှာသူ့ဘေးနားမှာအယုဒ္ဓယစစ်သည်တွေမရှိတော့ပါဘူး။ရန်သူရဲ့စစ်သည်တွေဝိုင်းထားတဲ့အလဲကိုရောက်နေရပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူဟာတေပင်ကြီးအောက်မှာဆင်စီးပြီးရက်နေတဲ့မြန်မာအိမ်ရှိဇံမင်းသားကြီးမင်းကြီးစွာကိုလှမ်းမြင်လိုက်ပါတယ်။အဲ့ဒီနေရာမှာနေရဲစွမ်းကအရန်ပါနေပါတယ်။သူထွက်ပြေးရင်တေချာပေါက်အသက်ခံမှာဖြစ်ပါတယ်။အဲဒါကြောင့်သူဟာမင်းသားမင်းကြီးစွာကိုစိန်ခေါ်လိုက်ပါတယ်။နောက်တော့မင်းကြီးစွာဘာလို့တေပင်ကြီးအောက်မှာရက်နေရလဲ။ထွက်လာခဲ့ပါ။ကျွန်တော်တို့နှစ်ယောက်ဆင်းစီးပြီးတော့စီကျင်ထိုးမယ်လေ။နောက်ရာဇဝင်မှာကျွန်တော်တို့လိုဘရင်နှစ်ပါးတိုက်ခိုက်တဲ့ပွဲမျိုးရှိတော့မှာမဟုတ်ဘူးလို့អော်ပြီးတော့ပြောလိုက်တယ်။မင်းသားမင်းကြီးစွာဟာယောက်ျားပီသားတဲ့စစ်တီတော်တူပါ။သူ့ကိုစိန်ခေါ်လာတာကိုလည်းသူကမခံနိုင်ပါဘူး။အဲဒါကြောင့်သူ့ရဲ့စင်ကိုမောင်းပြီးတော့နေရဲစွမ်းနဲ့တိုက်ခိုက်ဖို့အတွက်ထွက်လာခဲ့ပါတယ်။တမိုင်းမှတ်တမ်းတွေအရာကတော့အဲ့ဒီနေရာမှာအနှဲငယ်ကွဲလွဲမှုတွေရှိနိုင်ပါတယ်။ထိုင်းရာဇဝင်အရာစင်နစီတိုက်ခိုက်ကြတဲ့အချိန်နေရဲစွမ်းကသူ့ရဲ့ငှက်ကြီးတောင်တရှိနဲ့ခုတ်ပိုင်းလိုက်တဲ့အတွက်မင်းသားမင်းကြီးစွာဟာပကုံးဆောင်ကနေပြက်ပြီးတော့ကြာဆုံးသွားတယ်လို့ဆိုပါတယ်။မြန်မာရာဇဝင်အရာကတော့စင်ချင်းစီချင်းထိုးနေတော့အယုဒ္ဓယဘက်ကနေတန်းနဲ့ပြစ်ခတ်လိုက်တာကြောင့်မင်းသားမင်းကြီးစွာကြည်တင့်ပြီးတော့ကြာဆုံးသွားတယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရလဒ်ကတော့အတူတူပါပဲ။မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်အင်းရှိဇံမင်းသားကြာဆုံးသွားခဲ့ပါတယ်။ခေါင်းဆောင်မရှိတော့တဲ့အတွက်မြန်မာတပ်တွေဟာတုန်လှုပ်ပြီးတော့ပြန်လည်ဆုတ်ခွာသွားပါတယ်။အဲဒီတိုက်ပွဲဟာအယုဒ္ဓယရဲ့လွတ်လပ်ရေးကိုအပြေးတိုင်အာမခံချက်ပေးလိုက်တဲ့တိုက်ပွဲပါပဲ။ဒီကနေ့ဒီချိန်အထိထိုင်းနိုင်ငံမှာဇန်နဝါရီလ18ရက်နေ့ကိုထိုင်းတပ်မတော်နေ့အဖြစ်သတ်မှတ်ပြီးတော့နေရဲစွမ်းမင်းကြီးစင်စီချင်းထိုးနေတဲ့ရုပ်ထုကြီးတွေကိုလည်းနေရာအနှံ့မှာမြင်တွေ့နိုင်ပါတယ်။နေရဲစွမ်းမင်းကြီးဟာလွတ်လပ်ရေးရယူပေးရုံနဲ့မကပါဘူး။သူ့ရဲ့နန်းဆန်တဲ့ကာလတစ်လျှောက်လုံးမှာလည်းတောင်ကိုချင်းမိုင်နဲ့ကမ္ဘောဒီးယားနိုင်ငံတွေကိုပါပြန်လည်တိုက်ခိုက်ပြီးအယုဒ္ဓယအင်ပါယာကိုချဲ့ထွင်ခဲ့ပါတယ်။သူ့ကြောင့်အယုဒ္ဓယဟာနောက်ထပ်နှစ်ပေါင်း150ကျော်ကြာတဲ့အထိဘယ်သူမှမတည်ရတဲ့အင်အားကြီးနိုင်ငံအဖြစ်ရပ်တည်ခဲ့ပါတယ်။ဒါပေမဲ့ဘယ်အရာမှထားပါတာမဟုတ်ပါဘူး။နှစ်တည်ကြာလာတဲ့အမျှအယုဒ္ဓယဘုရင်တွေဟာမောက်မာလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်းကုန်းမောင်ခေတ်ဆိုတဲ့မီလီယံအသစ်တစ်ခုတ
တောက်လောင်လာအောင်မှာဖြစ်ပါတယ်1968ခုနှစ်အယုဒ္ဓယမြို့တော်ကြီးလုံးဝပြာကျသွားမဲ့ကဘာပြတ်တဲ့နေ့အကြောင်းကိုတော့မိတ်ဆွေတို့တောင်းဆိုထားတဲ့အတိုင်းအပိုင်း6မှာဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပရိသတ်များအားလုံးကလည်းစောင့်မျှော်နားဆင်ပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ